Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Hiju Mi ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှာတော့ yep ကျွန်တော် Spider series အသစ်တစ်ခုထောင်ဖို့ကျွန်တော်စဉ်းစားလိုက်ပါတယ်ဆိုတော့ yep ကျွန်တော်ရဲ့ Spider series အသစ်ကတော့ Fantasy World ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် Fantasy World ကိုဘယ်လိုရောက်ရလဲဆိုတော့ကျွန်တော်တို့ Dark Fantasy Dark Fantasy သိရမလား yep Dark Fantasy ကိုနာမည်ပြောင်းပြီးတော့ Fantasy World ဆိုပြီးတော့ထောင်းလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ yeah view လို့မစကြကျွန်တော် YouTube channel ကို like share subscribe ဖြစ်ကျွန်တော်ကူညီခဲ့ကြပါဆိုတော့ view လေးစလိုက်ကြရအောင်ဆိုတော့ video ဆက်ဆက်ချင်းဘယ်လိုဘာလုပ်ရမလဲဆိုတော့သိရမလား yeah တစ်ခုတမလုပ်ရမယ်ကဲဒီဘောကတော့တခြားဘောတွေထပ်ပို့ပြီးခတ်ပါမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ရဲ့ဘောကိုကျွန်တော်က normal မပြောင်းမဲနဲ့ကျွန်တော် heart ပြောင်းထားတာပေါ့နော်ဆိုတော့ yeah ကျွန်တော် heart ခွာလည်းမစောချင်ဘူးဆိုတော့ကျွန်တော် crafting table လေးရပါပြီ crafting table နဲ့တုတ်ချောင်း craft ပြီးတော့ကျွန်တော်ဒီ pickaxe နဲ့ axe အရင်ဆုံးလုပ်ရမှာဒီတိုးတွေအရင်ဆုံးတတ်မှာပေါ့နော်ဘာဖြစ်လို့ဆိုတော့တိုးမွေးနဲ့ကျွန်တော်ကအိပ်ရလို့ရမှာတိုးမွေးနဲ့မှအိပ်ရလို့ရမှာဆိုတော့သူနောက်တော့ရှိသေးတယ်ကျွန်တော်တွေ့တယ်ဘယ်နားမှလည်းမသိသူနောက်တော့ရှိသေးသလိုပဲတွေ့ခုတော့မတွေ့တော့ကျွန်တော် crafting table နေရာတော့ပျောက်သွားပြီဘယ်နားမှလည်းမသိထားလိုက်ပါတော့ရမယ်လို့ပင်ခုပြီးနောက်ပိုင်းတော့လေးတစ်ကောင်တွေ့ရတယ်နွားလေးကိုနက်ပြီးကိုပို့ပြီးလိုက်ပါတယ်ဒီနေ့လုံးလုံးရောက်ရပြီဆိုတော့ကျွန်တော်တို့ mind to go ဇလန်းဖာပါပြီဆိုတော့ mind to go ကျွန်တော်တို့ mind ဝင်လိုက်ရပါမယ်ကျွန်တော် cave ကတော့ cave ရတော့အကောင်းဆုံးဒီရင်အောက်ကိုတူရထက်ပေါ့နော်ဆိုတော့ cave မှာကပို့ပြီးတော့ iron တို့ stone တို့ coal တို့ပို့ပြီးNo iron တို့ coal တို့ပို့ပြီးရတယ်ပြော stone တော့ဖြစ်တယ်။အမတိုးတော့ကျွန်တော်တိုးတော့တွေ့ပါရဲ့။ဒီတိုးလည်းဒီကောင်လည်းသူ့တကယ်ချင်းနဲ့ကျွန်တော်နက်ပြည်လေးပို့ပေးလိုက်ပါမယ်ဆိုတော့ဘာမှလုပ်လို့မရတော့ဘူးကွာဘာမှလုပ်လို့မရတော့ဘူးပျော်ပြီးမလားပျော်သွားပြီမလားငါသမီးကိုနက်ပြည်ပို့ဆိုလာတယ်ရှော့โอเคဆိုတော့ကျွန်တော်တို့crafting table လေးနေ့ကတော့ကြောက်သွားတဲ့အတွက်ကျွန်တော် crafting table ပြန်လုပ်ပြီးတော့အဲ့ရ craft ပါမယ်ကျွန်တော်အခုဆိုရင်အိတ်ဖို့တော့ဒီပြမလို့ကျွန်တော်အဲ့ရရပါမယ်ဘာလို့ဒါရဲကိုယ်ရရလဲခလိုက်တော့ကျွန်တော်အဲ့ရရပါဆိုတော့ရှိမပါရောစိတ်ဝင်စားတော့ကောင်းဒါတောင်းမယ်တောင်းဆိုတော့တောင်းမယ်ဆိုတော့တောင်းဒီနားလေးမှာခိုးတွေပါရှိတယ်အဲ့တော့ခိုးတွေတော့မရမ်းကျကျွန်တော်တို့လုံးဝ cave ဒီလိုက်ရှာရတဲ့နောက်မှာကျွန်တော်တောင်းတွေ့ရပေါ့နော်ဒီတောင်ပေါ်ကနေပြီးတော့ဒီမှာခေါ်ပါရလည်းတွေ့ရကျွန်တော်တို့ခိုးတွေလည်းတွေ့ရဆိုတော့ဒီကနေယူပါမယ်ဒါပါရောမသိcave ကိုလာပြီးတော့ဒီမှာ stone တွေလာတူပါတယ်ဒီမှာဘာလဲတွေ့နေတယ်ရှုပ်တယ်
Okay ဆိုတော့ကျွန်တော်ပေါ်တက်ဖို့မရှိရတဲ့ကျွန်တော်မြေကြီးတွေတိုးပြီးပေါ်တက်ဖို့ကျွန်တော်ဂျမ်ဖန်ရပါတယ်မြေကြီးနဲ့ပေါ်တက်ဖို့ကျွန်တော်ဂျမ်စီပြီးတော့ကျွန်တော်တက်ပါပြီအခုတော့မြေကြီးနဲ့ပေါ်တက်ပါပြီကြပြီကြောက်ရကျွန်တော်ကြောက်ရပြန်တက်ကြမယ်စူးစမ်းကြမယ်ပြန်ပြီးစူးစမ်းကြမယ် A few moments later ဆိုတော့ကျွန်တော်ဒီဘက်ကိုရောက်လာပြီ Okay ဒီမှာကိုရှိရနေတွေ့ရမန်ရပါပြီကျွန်တော်စီအိုက်ပြောပါကျွန်တော်တို့ခိုးကနှစ်ခုလဲပဲကျွန်တော်ဘိုက်ကတော်တော်စားနေအဲ့တော့ကျွန်တော်ဒီမှာဒီချက်တဲ့ဟာလေးလုပ်ပြီးတော့ဒီချက်ပါတော့ဒီကျွန်တော်ခိုးထည့်မယ်ရလာရင်မှာ beef ကိုကျူလိုက်ရင်ပြီးရှိရတဲ့သားလေးနဲ့ကျွန်တော်တို့ဒုချောင်းလေး craft ပြီးတော့ကြောက်ခွေကိုကျွန်တော်ပြောင်းတော့မယ်ကြောက်ခွေရောက်ပါပြီကျွန်တော်ဒါအခုဆိုရင်ကျွန်တော်ကြောက်ခွေရောက်နေဆိုတော့ I'm row ကျွန်တော်စတိန်လေးချိန်လိုက်အောင် A few moments later ဒီရပါပြီကျွန်တော်စတိန်လေးကတော်တော်ချိန်လိုက်ရပါတယ်အဲကျွန်တော်တို့ဒီတို့ကျွန်တော် position တော့မပေါ်လာကြအောင်လားကျွန်တော်တော့ချိန်ရပဲပြပါတယ်ဆိုတော့ဟိုပြုတ်ချအောင်လို့ကန်ကောင်းတယ်ဒီမှာကြောက်ကြီးကြက်ပြီဆိုရင်တော့ဒါလေးပဲထပ်ကြည့်မယ် beef oh my beef လေးကျွန်တော်စားမယ် okay ပိုက်ပြီးသွားဆိုရင်ကျွန်တော်ဆက်တူပါမယ်ဆက်မိုင်းနေတော့ကျွန်တော်ပေါ်ကြည့်စီမယ်ခိုးတွေအပေါ်မှာရှိသေးတာရှိတော့အောက်မှာတော့ကောပါရှိရအဲ့ကောပါတော့တူဒီနေ့လောက်ဆောင်ပြီးနောက်ပိုင်းတော့ကျွန်တော်ဒီမှာဒါလေးရပါပဲဆိုတော့ရှိပလာပြီးရှိပြီးရတာဆိုတော့ကျွန်တော်ကောပါတွေကိုကြိုးရတာဒါနဲ့ကောပါကတော့ရချင်မှလည်းရပါပါကျွန်တော်နည်းနည်းလေးဆိုတော့ဒီခုလောက်တော့ထထည့်လိုက်မယ်ကိုပါမှာဆိုတော့ကျွန်တော်ညနေဆောင်နေအိတ်ဖို့လည်းတိုင်ပြီးတော့ကျွန်တော်ဒီနေ့ဆောင်နေရတယ်ဒီနားမှာတော့မအိတ်တော့ပါဘူးလို့ဆိုကျွန်တော်လေးတော့အေးဆိုတော့ကျွန်တော်ရှားနေရတယ်ကိုလိုက်ပတ်ရှာအောင်ဆိုတော့ညာဟာလေးပဲတူးပြီးတော့โอเคကျွန်တော်ရပါပြီဒီတစ်ခုတော့30မျိုးတော့ဟိုကတစ်ခုတော့ကောပါတော့ကျွတ်တော့ဒါနဲ့နော်ကောပါ X တော့ထားရမယ်ကောပါ ဟိုကောပါပီကက်ကောပါဆောင်တယ်ခိတော့ကျွန်တော်ဖြတ်မယ်ဖြတ်ပြီးတော့ဒါလေးယူမယ်စီးပါမယ်ဟေးခွင့်ပြုတယ်ဒီကြောင်နွားလေးအော်နေရတယ်ကျွန်တော်နွားလေးတွေကိုမိတ်ပဲပြီးတယ်ဟောဟိုကျွန်တော်ညမယ်โอเคဒီဒါကြားနေရတယ်โอเคကဲတော့လည်းနေပတ်ပို့ပေးပါမယ်ရောနှစ်ပြီရောက်စီရောโอเคတချင်နဲ့တေးဝိုင်းဟဲ့ဟိုမှာတူတော့တူရှော့ဝိုင်းတူ
လားလို့ကျွန်တော် creeper ထင်းအောင်ခုနကကျွန်တော်တရက်တွေကိုချီပြီးတော့ creeper ပတ်ဝဲရလားတဲ့တော့လက်အောင် chicken jockey လေး chicken jockey Oh, dog. Oh my god, you're all deep. Quickly, okay. Lagi. Lagi. Lani. Okay, di kau tidak cerita lagi terus. Kau kau yo, punya orang kau. Lagi. Kau asal cuci lah. Ini juga sari juga beef, ya beef sari, salah. Jadi kalau salah kau dulu. Oh ini dia. Tu sama salah tu dia dia. Ni awak ni dia. Biar lagi. Skeleton tu dia ni biar lagi. Mau ni apa? Spider နဲ့ giant ဆိုတော့ spider နဲ့ကျွန်တော်ဘိုးလို့လို့ရညားလို့လို့ရဆိုတော့ spider စီကနေညားသွားရင် spider နဲ့ spider နဲ့ဗီဒီယိုတင်ထောက်ရအဆင်မပြေဘူးခုလောလောဆယ်ကျွန်တော်ဘာလိုက်ရှာနေရဆိုတော့ကျွန်တော်ရွာရှာလဲပေါ့နော်ရွာရှာပြီးရွာမှာတော့တောင်းနေရတယ်ရှာပြီးရွာမှာတော့တောင်းနေရတယ်ကျွန်တော်တော့ညလာရီအိုးဟိုမကြီးကိုဟိုမပိုင်းအောင်ပင်လေးရှိရတော့ကျွန်တော်သွားမယ်ဆိုတော့ yeah let's go guys အိုးကျွန်တော်သွားနေရော cave လားလို့မဟုတ်ပါဘူး cave မဟုတ်ဆိုတော့ yeah ဆက်သွားပါမယ်哦，哪的讲对的，抓呢，然后咱抓呢，哪的讲对的，哪有人？来个，sheep 来的讲对的。这就哪里？啥单位？这就哪里？啥到啥嘞？多没？这对的，这个那边不对。cave တစ်ခုတွေ့ရဒါပေမဲ့ cave ကညှို့နေတဲ့အတွက်ကျွန်တော်တူလို့မရဘူးပေါ့နော်ဆိုတော့ဆက်သွားတယ်ပင်ခေါ်ပြီးကျွန်တော်တို့ရောင်လီနဲ့ပြမှာဖြစ်တဲ့အတွက်ကျွန်တော် crafting table ချပြီးတော့ lay craft လုပ်ပါတယ်ဆိုတော့လီလုံးကြီးပဲပြီးlay craft ပြီးတော့ချပြီးပြန်ပုတ်တဲ့ crafting table ကိုပြီးတော့ချက်ကိုနှိပ်ပန်ပို့တယ်ရော့နောက်ပေါင်းလည်းပို့တယ်ရော့ကျွန်တော်ပြီးတော့ထွားပါတယ်ဆိုတော့ဒီမှာဘမ်ဘူးပင်တွေတွေ့ရတယ်ဆိုတော့ sugar cane ပင်တွေတွေ့ရတယ်ကျွန်တော်တို့သွားခုတ်လိုက်ပါတယ် sugar cane တွေက paper ဆိုတော့ရဲ့ sugar cane ကိုခုတ်ပြီးတော့ကျွန်တော်ပြန်ထွက်ပါတယ်ထပ်တွေ့ရဲကျွန်တော် sugar cane တွေထွက်တရနဲ့ထပ်ခုတ်ပြီးတော့ထပ်ယူရဲထပ်ပြီးတော့ထပ်ခုတ်ပြီးတော့ထပ်ယူရဲဆိုတော့ကျွန်တော်ဒီတန်ရလဲပြီးရတယ်ကျွန်တော်တွေထပ်သွားပါတယ်ကျွန်တော်ဒီ
နားမှာကျွန်တော်လမ်းပိတ်ပြီးတင်းနေတာဒါမှမဟုတ်ပိတ်ပြီးပါဘူးဒါကတော့ဒီလိုပြရမယ်ဆန်းချောင်းလို့ပဲဒါချောင်းလို့ပဲဟိုရက်ဝိဒန်ရှိမှတွေ့တာမှာပန်းရောက်ပိတ်နေကျွန်တော်အဲ့နေရာမှာကျွန်တော်အိမ်လောက်ပါမယ်ဆိုတော့ကိုယ်တော့နွားတော့ကောင်းတွေ့ရဒါလေးတွေ့ရကန်ကောင်းတယ်ပေါ့နော်ဆိုတော့နွားတော့နေပါပို့ရရှော့ကျွန်တော်ရွာရှာလာတော့မပြီးသေးဘူးပေါ့နော်ရွာတော့ဆက်ရှာရအောင်ပါဆိုတော့ဒီနောက်ကျွန်တော်မှတ်ထားတယ်အဲမှာ cave တွေ့ရ cave တွေ့တော့ကျွန်တော်တို့ကျွန်တော်လည်းမယ်ဆိုတော့ cave ဖို့မတော့ကျွန်တော်ငါကြောင်လေးပါတွေ့မလို့ရအောင်ကျွန်တော်ငါယူဖို့လုပ်ပါတယ်ဆိုတော့နောက်ချစ်တယ်ငါရည်ဒီငါလေးတောင်းရှော့ကျွန်တော် run out of breath ပြောအောင်ဒီကျွန်တော် run out of breath လာတက်ကောင်းလာပြီရှူဖို့ကဲဆိုတော့ကျွန်တော်တို့ခု cave ထဲမှာဖြစ်တဲ့အတွက်မိတယ်လောက်ပါတယ်ဆိုတော့မိရလောက်ပြီးကျွန်တော်ဒီတော့ပြန်ခုတ်ပြီးတော့ဘိုးပါပြီဒီကမလို့လို့သွားမယ် sugar caneဒီမှာချက်ကလေးရောက်ကဲတော့ကျွန်တော်တို့ဒီတစ်ယောက်ကြည့်ပြီးတော့မှ subscribe လုပ်ရတယ်လို့ဆိုရင်လည်းလုပ်လိုက်ကြအောင် Pro software လို့မှကျွန်တော် Java version ဝင်มาပြောရတယ် Java version ကကျွန်တော်တို့ကအခုက crap ပဲဆိုနေရဆိုတော့ please subscribe my YouTube channel ဆိုတော့ကျွန်တော် subscriber တရားလောက်ပြီးရင်ကျွန်တော် Java version ဝင်ပါမယ် Java ဘာလို့ပိုင်ဝင်ပါမယ်ထဲမှာ spider ရှိရယ် skeleton တော့မရှိတော့ဒီကြYo. Zombie ရှိရမိထုမဲကျွန်တော် brother တို့ပြောချင်တာတို့မီးမရှိဘူးဆိုရင်ကျွန်တော်ချင်းရွက်စတင်တစ်ခုရှိရမီးbrother တို့cave ထဲဝင်လို့မီးတုတ်တွေပါမပါဘူးဆိုရင်ချင်းရွက်စတင်တစ်ခုရှိရအဲ channel ထဲမှာမသိမဟုတ် video ထဲမှာတွေ့မာဒီယာလေးကိုတည်ရတာလေးရှိတယ်ဒီမှာဆိုတော့ဒီအမောင်ထဲမှာဆိုဒီမှာဒီအဆုံးထိထားလိုက်ဘရိုအဆုံးထိထားလိုက်ဒီမှာဒီမြင်ရတွေ့လားမြင်ရပါပုံမှန်ဆိုမမြင်အောင်ဒီမှာကြီးအကုန်မြင်ရပါဆိုတော့အဲ့လိုမျိုးချိန်လေးရပါဒါပေမဲ့ပြန်ပြီးဖြုတ်ပေါ့နော်ဒါပုံစံတော့တိတ်မကောင်းပါဘူးကြည့်ရတဲ့ပုံစံတိတ်မကောင်းပါဘူးဆိုတော့ဒါဆိုအဲ့လိုမီတော့မပါတော့အရေးပေါ်တော့ပါဆိုတော့ချိန်ပြီးတုံးလို့ရအဆင်ပြေပေါ့နော်ဟုတ်ပါတော့မီတော့မလို့ချိန်ပြီးတုံးရတာမှ graphic ကတော့မလာဘူးပေါ့နော်လို့ပြောပြအောင်ဆိုရတော့ graphic ပုံမှန်လေးကောင်းပါကွာလည်းရောက်ရရှိနေတယ်ကျွန်တော်ကတော့ပုံမှန်ပဲကြိုက်လို့ကအဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ graphic ကျတော့ဆိုရဆိုတာဆိုရတာတီရှိတရားတော့ပါပဲစင်ကြော်ဘာကောင်လဲလို့ကြည့်နေတယ်ကောင်ဆုံးပြီးပဲလာတယ်ခုံပြီးတော့ချလာတယ်
လာတယ်အော်စိန်ခုံမိအမားကောပါမနေတော့ပြီအိုင်လေးလိုကြတာအိုင်ရမတွေ့ဘူးကွာသူတွေကြတဲ့ပေါ့အိုင်လည်းမတွေ့ကြဘူးကောပါရအများကြီးပဲနော်အိုင်လည်းမတွေ့ဘူးဆိုးလိုက်တယ်ကဲcreeper ရေးမလုပ်ပါနဲ့တောင်းပါပေါက်ပေါက်ချင်တခြားနေတော့ပေါက်ဟာဒီမှာတူးနေရတယ်လည်းသမီးရောက်ရှိရသမီးကပဲလာမှာတော့ခုနကဒီလားမှတွေ့တယ်ဒီမှာဟိုပါလာလို့မရပါဘူးလာလို့မရဘူးလေပြောလာလို့ရဟာလူတော်လာလည်းမသိရောကျော်ကျော်ကျော်ကျိုးဝိုင်းcrafting table yeah ကျွန်တော် crafting နောက်ပိုင်းတော့ကျွန်တော်ဆက်တူးပါတယ်ခိုးလေးတို့အကောင်းဆုံးကတော့ night vision mode တွေပိုင်းထည့်တာကောင်းတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ night vision mode ထည့်တာအဆင်ပြေတယ်။ကျွန်တော်လိုမျိုးကုန်းကြရလို့တော့ဟို။ spider တော့ရှိတယ်။ဒီမှာ iron ရှိရင်ပြောရှိကွာ iron မရှိဘူး။စိတ်ညစ်ကောင်းတယ်။skeleton လို့ရှိရင် skeleton နည်းနည်းအဆင်မပြေဘူး pyro skeleton ဟိုမှာ skeleton အိုးဘလူးတော့လမ်းပြတော့မှာအရှင်နေမကောင်းဆိုတော့ရဟာ zombie spawn လာပြန်ပြီ no မင်းတော့ငါတေးတော့ no မြောင်တေးလို့မရ no ဟာဘယ်နေရောက်သွားလဲ oh my god နောက်ဆုံးအိတ်ခဲတဲ့နေရာရောက်လာပြီဟုတ်ရဲ့ကျွန်တော် EHP ရောဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီဗီဒီယိုဒီမှာပဲဆုံးသက်လိုက်မယ်ကျွန်တော်နောက်နေ့ကျမှကျွန်တော်ပစ္စည်းသွားပြင်မယ်ပေါ့မကြည့်ပဲနှွဲမယ်ဒီကောင်လေးနေဟဲ့ငါစကားလေးပြောနေပါလို့ပေါ့ဒီကောင်ကြီးရတယ်တမီး creeper အဲ့တော့ငါချာပါပဲဆိုရင်ချာမယ် please so guys ဒီနေ့ဗီဒီယိုလောက်ပါပဲဆိုတော့နောက်တစ်ချက်မှပြန်တွေ့ကြပါမယ်ကျွန်တော်ဒီဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ subscribe လုပ်ခဲ့နော်ခုလုပ်လိုက်တော့ရအောင်ခုလုပ်လိုက်တော့ရအောင်တို့ခုလုပ်လိုက်တော့နော်မလုပ်ရင်တို့ကျွန်တော်လာကိုယ်တိုင်လာရတော့ပဲဆိုတော့ yeah bye bye နောက်ဗီဒီယိုရမှာပြန်တွေ့ကြပါမယ်အားလုံး bye